ညာဘက်တိမ်မှာကောင်းကောင်းအိတ်မပြောတဲ့သူတွေရှိလားညာဘက်တိမ်မှာဆိုလို့ရှိရင်နှင်းနှင်းချက်ချက်အိတ်လို့မရဘူးအိတ်လိုက်ပြီဆိုလို့ရှိရင်ခဏခဏပြန်ပြီးတော့မှနိုးနေတယ်ပေါ့နော်အိတ်လိုက်နိုးလိုက်အိတ်လိုက်နိုးလိုက်နဲ့ဒီလိုမျိုးကြက်အိတ်ကြက်နိုးပုံစံမျိုးဖြစ်နေတဲ့သူတွေရှိလားရှိတယ်ဆိုရင်တော့ညာဘက်တိမ်မှာအိတ်မပြောတဲ့သူတွေအတွက်ကို review လေးတစ်ခုရထားပါတယ်ရှင်ဒါလေးကိုဖတ်ပြပေးပါမယ်သုံးနေတာတပူးကုန်ခါနီးပါပြီတဲ့အာယုံကျော်အားနေပြီးတော့မှအိတ်မပြောတာတဲ့စပြီးတော့မှတောက်တဲ့နီးကစပြီးတော့မှတညလုံးနှိမ့်ချိုက်စွာအိတ်ပြောတယ်ခြေလက်ကျင်တာတွေဆိုရင်တက်တာခဲ့ရပါပြီတဲ့ကျမတို့အရန်အဆင်ပြေပါတယ်ဆိုပြီးတော့မှမှတ်ပေးထားတာလေးပါရှင်ဒီမှတ်လေးကကျတော့မိမိစင်လေးကိုမိဝဲပြီးတဲ့နောက်ပိုင်းမှာအာယုံကျော်အားနေပြီးတော့မှဖြစ်တဲ့ညအိတ်မပြောတာမျိုးတွေကတောက်တဲ့နီးကနေစပြီးတော့မှတညလုံးနှိမ့်နှိမ့်ချိုက်ချိုက်အိတ်ပြောသလိုခြေလက်လေးတွေကျင်တာတွေထုံတာတွေကျိန်းတာတွေပေါ့နော်ဒီလိုလေးဆိုလို့ရှိရင်လေတက်တာသွားပါတယ်ဆိုပြီးတော့မှ review လေးရေးပေးထားတာပါရှင်ကိုကအာယုံကျော်တွေအားနေနေတယ်အာယုံကျော်အားနေပြီးတော့မှဖြစ်တဲ့နောက်ဆက်တွဲပေါ့နော်ညအိတ်မပြောတာမျိုးတွေထုံကျင်တာမျိုးတွေအကျော်တက်တောင့်တင်လေးလံထိုင်းပိုင်းတာမျိုးတွေစက်ကြောနောက်ကျော်တွေထိုးတာမျိုးတွေအမြင်အာယုံတွေမကြည်လင်တာမျိုးတွေပေါ့နော်အကျော်အားနေတာမျိုးတွေကြွက်တာတွေအားနေတာမျိုးတွေလမ်းကြကြရှောက်လို့မရတာမျိုးတွေမတက်ကြကြရဲလို့မရတာမျိုးတွေပေါ့နော်စကားပြောတဲ့အခါမှာဆိုရင်လေစကလုံးတွေမပြီးမသားဖြစ်တာမျိုးတွေလေးလံတာမျိုးတွေစီဝမ်းမထိန်နိုင်တာမျိုးတွေစီဝမ်းသွေးလေမမှန်ကန်မှုဆိုတဲ့သူတွေမိဝဲပေးလို့ရပါတယ်ရှင်တလားစာပါတပူးကနေစပြီးတော့မှပို့ပေးပါတယ်ဒလီရောက်တဲ့မျိုးတော်တော်များများကိုအင်ရငွေချေပို့ပေးပါတယ်ရှင်တပူးကို1300ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်